ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ main service မှာဆိုရင်တော့ဒီလိုပေါ့နော်တက်တည်ခံတဲ့အချိန်လေးကျွန်တော်တို့အချိန်လုံးတော့ချင်းမရှိဘူးပေါ့နော်ကျွန်တော်တို့အစီအစဉ်ရတာဆိုတော့ဒါမဲ့မြန်မာဥပ္ပယအစီအစဉ်မှာတော့လူနေတယ်ကျွန်တော်တို့ program ကနေတဲ့အတွက်ကြောင့်ပေါ့နော်အားကြောင့်လို့ကျွန်တော်တို့အနေနဲ့ဒါကျွန်တော်တက်တည်ခံခြင်းနဲ့ခွန်အားပေးခြင်းနဲ့ကျွန်တော်အသက်တာမှာပေါ့နော်ဖြစ်လာတဲ့ရောက်မနေ့ကလည်းကျွန်တော်လူငယ်အစီအစဉ်မှာကျွန်တော်နှုတ်ခပတ်တော်ဝင်လာပြင်ရတယ်ဆရာတော်ကျွန်တော်ပေးတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီရဲ့နဲ့ဆက်နွယ်တဲ့အရာနည်းနည်းလေးပေါ့နော်ကျွန်တော်အနေနဲ့ပြန်ပြီး sharing လုပ်ချင်ပါတယ်တုတ်တန်ကျမ်းပေါ့နော်အခန်းကြီး14အငယ်30မှာကျမ်းမာသောနှလုံးတည်တဲ့ကိုအသက်ရှင်စေသောအကြောင်းတဲ့ကျမ်းမာတဲ့နှလုံးမှာကိုအသက်ဘာဖြစ်လဲရှင်စေသောအကြောင်းတဲ့ကျမ်းမာတဲ့နှလုံးကပြီးရင်ဘာပြောလဲဆိုတော့ညီစူးသောသဘောမူကားတဲ့အယိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏တဲ့ကျွန်တော်တို့နှလုံးကမတန့်ရှင်းဘူးဆိုရင်အယိုးဆွေးမြေ့တာဖြစ်တယ်ကျမ်းမာတဲ့နှလုံးသားကကျွန်တော်တို့ရဲ့အသက်ကိုရှင်စေတာဖြစ်တယ်ဒါဟာကျွန်တော်တို့လူရဲ့ကျမ်းမာခြင်းကျွန်တော်တို့ရဲ့ပြင်ပကိုဖြစ်ဖို့အတွက်ကျွန်တော်တို့နှလုံးသားအရင်တန့်ရှင်းရေးလုပ်ရမယ်နော်ဘာလို့လဲဆိုတော့တစ်ခါလေကျရင်ကျွန်တော်တို့တွေဟာအဆိုးထဲကအကောင်းဆိုတာဖရာသခင်ကဖရာပြင်ဆင်ပေးထားတာဖြစ်တယ်အဆိုးပေါ်မှာညီးသွားနေမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ကောင်းကြီးမင်္ဂလာဆိုတာဖြစ်လာမှာမဟုတ်ဘူးเนาะကောင်းကင်ဘုံကအလိုတော်ပြည့်စုံတကယ်လို့မြေကြီးပေါ်မှာပြည့်စုံပါစေတော့ဆိုတော့ဘာဖြစ်လို့လဲဒီမှာဖြစ်လာမယ့်အရာတိုင်းဟာကောင်းကင်ဘုံကဖရာသခင်ကမြေကြီးပေါ်မှာပြည့်စုံဖို့စီစဉ်ပေးတာဖြစ်တယ်အာမင်အားကြောင့်ကျွန်တော်တို့အနေနဲ့အခုချိန်မှာကိုဗစ်ကာလကြီးဖြစ်တယ်ယေရှုညီးနေကြပါနဲ့လို့ခွန်အားပေးခြင်းတယ်ဘာလို့လဲကောင်းကင်ဘုံရဲ့အလိုတော်မြေကြီးပေါ်မှာပြည့်စုံနေတာဖြစ်တယ်အာမင်ဘာလို့လဲလူတို့အနေနဲ့မမြင်နိုင်ဘူးမသိနိုင်ဘူးဒီကာလဆိုကြီးရုပ်စာဘာလို့လဲဆိုတော့ဘုရားသခင်နေ့ရက်ကနေလာပြီเนาะမနေ့ကလည်းကျွန်တော်လူငယ်စီစဉ်မှာပြောတယ်ဒါလေးတွေက sign လေးတွေမလာဖြစ်တဲ့လူတွေသိအောင်ဘာလို့ဆိုတော့ကျွန်တော်တို့နဲ့ဒီ land ကနေပွိတယ်ဆိုရင် land ပွိရှိတယ်ဆိုရင် sign ပုံလေးမရှိဘူးလားဘုံဆင်းမဲ့ဆိုရင်အစင်းလေးရှိတယ်ပြထားတယ်နော် speed limit ဆိုရင်အကွေးမှာဆိုရင်ဘယ်လောက်ပြင် exit ဘယ်လောက်မှာဆိုရင်ဓာတ်စီဆိုင်ရှိတယ်ကျွန်တော်တို့ highway မောင်းတယ်ဆိုရင် sign မရှိဘူးလားဒီ covid ကာလအခုချိန်ဟာ crypt တော့တွာလာဖို့ကျွန်တော်တို့ခြေဆောင်ခြင်းနီးနေပြီနော် rapture နီးနေပြီဆိုတဲ့ sign လေးတွေကျွန်တော်တို့ပြတာစစ်တိုက်ရကျွန်တော်တို့ပြောတယ်ဒါပေမဲ့အခုချိန်မှာမနေ့ကလည်းကျွန်တော်ဒီမှာမုံတောင်မရှိတော့လူငယ်ကောင်းဆောင်ကပြောလဲဆိုတော့ဒီ covid vaccine ထိုးတယ်ဆိုရင်6-3 လုံးဖြစ်တယ်ချို့တွေအခု prophecy တွေ online တွေမှာအရင်ဖြစ်နေတယ်ဒါထိုးတယ်ဆိုရင်6-3 လုံးပဲ vaccine လုပ်တဲ့လူတွေဒီအတွက်ကိုအလုပ်လုပ်လို့မရဘူးဈေးသွားလို့မရဘူးလို့လူတွေမစိုးရိမ်ကြဘူးလား vaccine မထိုးဘူးဆိုရင်အလုပ်လုပ်မရဘူးဆိုရင်ကြောက်ပြလို့ရှိတယ်ကျွန်တော်ဒါဆိုရင် vaccine ထိုးရမယ်ဒါပေမဲ့ဒါတစ်ခါကကြည့်ဒါ6-3 လုံးအတွက်ဒါပေမဲ့ဒါဟာအခုချိန်မှာ6-3 လုံးမဟုတ်သေးဘူးကျွန်တော်တို့ဒီနဲ့ sign ဖြစ်တယ်နော်ဒီလိုကဘာကြီးကိုချုပ်ကိုင်တော့မယ်နိုင်ငံကောင်းဆောင်တွေကဒါလေးကိုကျွန်တော်တို့အနေနဲ့နမိတ်လက္ခဏာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့အနေနဲ့ယုံကြည်သူအနေနဲ့ပြောလို့ယေရှုကကျွန်တော်တို့ကနောက်လိုက်12ယောက်ထဲမှာယူဒရှာကာယုတ်ကိုကျွန်တော်တို့အယံမုန်းတယ်တယောက်နဲ့တယောက်ပြောပါဖြစ်တယ်ဒီယူဒရှာကာယုတ်ပဲဟုတ်တယ်မလားယူဒရှာကာယုတ်ဘာလို့တယောက်နဲ့တယောက်ပြောလဲမကောင်းတဲ့တပည့်တော်12ယောက်ထဲမှာငါဟာပေတရုပါတယ်အဲ့လိုမျိုးတော့ယူဒရှာကာယုတ်ကြတော့ဘယ်သူလုပ်ချင်လဲလုပ်ချင်တဲ့လူရှိတယ်ဒီထဲမှာမဟုတ်ဘူးဘာပဲလို့တက်လာတာဖယားကောင်းကင်ဘုံရဲ့အလိုတော်မြေကြီးပေါ်မှာပြည့်စုံတာဖြစ်တယ်အာမင်ဘာလို့လဲတိလားယူဒရှာကာယုတ်မရှိယေရှုလက်ဝါးကားတိုင်းပေါ်ရောက်မှာမဟုတ်ဘူးလေနော်ကောင်းကင်ရဲ့အလိုတော်ပြည့်စုံမှာမဟုတ်ဘူးအဲ့ဒါအလိုတော်ပြည့်စုံဖို့အတွက်ယူဒရှာကာယုတ်ကသူ့အလုပ်သူလုပ်သွားတာကျွန်တော်တို့သွားပြီးမုန်းလို့မရဘူးကောင်းကင်ရဲ့အလိုတော်မြေကြီးပေါ်မှာပြည့်စုံဖို့ဖြစ်တယ်ဒါကိုကျွန်တော်နားလေတဲ့ခါမှာကျွန်တော်ဒီကျမ်းစာနဲ့ကျွန်တော်စိတ်နှလုံးထဲမှာမကောင်းတဲ့ຢာတွေညှိညူးတဲ့ຢာတွေလူသူတစ်ပါးကိုကျွန်တော်အားမလို့အားမရဖြစ်တာလေတခါလေကြာရင်ကိုယ့်အကိုဟုတ်လာပြီထင်တဲ့အရာတွေဒါတွေကဘာမှမဟုတ်ဘူးဆိုတာကျွန်တော်နှလုံးသားမှာပေါ့နော်ပေါ်ပြချင်းခံရတယ်ဖျားတင်စကားပြောတာအားကြောင့်မလို့ဒီနေ့ဒီမှာစီစဉ်မှာလာတဲ့မိကိုမောင်နှမတွေနဲ့ဘာပဲပြောကျွန်တော်တို့နှလုံးသားကိုတန့်ရှင်းစေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ကျမ်းမာခြင်းဖြစ်တယ်ကျွန်တော်တို့ကျမ်းမာခြင်းကဘယ်အတွက်လဲထာဝရအတွက်ဖြစ်တယ်အာမင်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ဘောနော်အသက်တာမှာကျွန်တော်အနေနဲ့ခံစားရတဲ့ဖခင်ရဲ့ဖွင့်ပြခြင်းကိုကျွန်တော်အနေနဲ့ဘောနော်အနေငယ်လေးဘောနော်နှုတ်ကပတ်တော်အဖြစ်တည်ခံခြင်းဖြစ်ပါတယ်
လေကျမ်းစာတို့ရောက်စီတိုင်းပေါ်မှာဘုရားကြီးကောင်းချီးပေးပါစေ။